ကောင်းကင်နိုင်ငံကနေလို့ပြောတယ်လား โอเคဒါဝေးဦးပြောပြမယ်နော်အခုကျွန်တော်တို့တော်များများကပေါ့နော်ဒါဝေးလူတွေအားလုံးကသိထားတာကြတော့ကောင်းကင်နိုင်ငံဆိုတာကအရန်နေလို့ပြောတယ်လို့သိထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမြေကြီးမှာလူတွေကအသက်ရှင်တဲ့အခါမှာကောင်းကင်နိုင်ငံကိုပဲမျှော်ကြတာဖြစ်ပါတယ်အဲ့တော့တမန်ကျမ်းစာထဲမှာကြီးလိုက်တဲ့အခါမှာကပ္ပဦးကျမ်းမှာလည်းကြီးလိုက်တဲ့အခါမှာယေရှုဖျားသခင်ကပေါ့နော်ကျွန်တော်တို့ကိုဖန်ဆင်းတဲ့အခါမှာမင်းတို့ကိုကောင်းကင်နိုင်ငံမှာခေါ်သွားမယ်လို့မပြောဘူးဖြစ်ပါတယ်အဲ့တော့ဘုရားရဲ့အကြံစီကကောင်းကင်နိုင်ငံမဟုတ်ဘူးဖြစ်ပါတယ်ဘုရားသခင်ကဒီမြေကြီးမှာကျွန်တော်တို့ကိုကျမ်းမာစေခြင်းနဲ့ဘုရားသခင်ကဒီမြေကြီးမှာကျွန်တော်တို့ကိုချမ်းသာစွာနဲ့လွတ်မြောက်စွာနဲ့နေစေခြင်းတာဖြစ်ပါတယ်ကောင်းကင်နိုင်ငံဆိုတာရှိလားဆိုလဲတကယ်လည်းရှိပါတယ်ဒါပေမဲ့နေလို့မပျော်တဲ့အရာဖြစ်ပါတယ်ဒါကြောင့်မို့နေလို့မပျော်လို့ကောင်းကင်နိုင်ငံဆိုတာဘုရားကခုနှစ်ပဲစစ်ပေးရှောင်သွားခိုင်းတဲ့နေရာဖြစ်ပါတယ်โอเคအဲဆိုတော့ဒါဝိတ်ကိုဦးကပြန်မင်းမယ်နော်အခုဒါဝိတ်ကိုပြန်မင်းမယ်အခုနားလေသွားပြီဆိုတော့ကောင်းကင်နိုင်ငံမှာအခုအမြန်သွားခြင်းတလားမသွားချင်ဘူးပေါ့နော်အဲ့တော့လူကြတော့တကယ်ကမသေးချင်ဘူးဖြစ်ပါတယ်ကောင်းကင်နိုင်ငံဆိုတာကတေမသွားရတာဖြစ်တဲ့အတွက်ဘယ်သူမှမသေးချင်ဘူးဒီမြေကြီးမှာကအယမ်းနေစရာကောင်းတာဖြစ်ပါတယ်ကျွန်တော်တို့ကသခင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်လက်ခံပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကလွတ်မြောက်တော်သူတွေဖြစ်တာဖြစ်တယ်ဒီမြေကြီးမှာဘုရားကကျွန်တော်တို့ပေါ်မှာအကြံစီထားတာဖြစ်ပါတယ်ကောင်းကင်နိုင်ငံဆိုတာက9နှစ်ပဲနေပြီးတဲ့နောက်ပိုင်းမှာဒီမြေကြီးမှာပဲနှစ်1000မှာပြန်ပြီးတော့လာနေမှာဖြစ်ပါတယ်အဲ့တော့ဒါဝိဒ်ကအခုချက်ချင်းလဲကောင်းကင်နိုင်ငံမှာသွားချင်မှာမဟုတ်ဘူးကောင်းကင်နိုင်ငံမှာသွားမယ်ဆိုရင်တော့အခုတေမရမှာဖြစ်ပါတယ်အဲဆိုတော့ဦးကဒါဝိဒ်ကိုတတ်မယ်ရလားမရဘူးနော်အဲ့ဒါကြောင့်ကောင်းကင်နိုင်ငံကနေလို့မပြောတဲ့အရာဖြစ်ပါတယ်ဒီမြေကြီးမှာဖျားဘုံနဲ့ကျွန်တော်တို့အသက်ရှင်ဖို့ရတဲ့လူအပ်တာဖြစ်ပါတယ်အဲဆိုတော့အခုဒါဝိဒ်နားလည်ပြီလားနားလည်ပြီနော်အရင်တော့ကသူများပြောတဲ့အရာကကောင်းကင်နိုင်ငံဆိုတာရန်နေပြောတယ်ဘာညာတွေပြောထားတဲ့အရာတွေကဒါကစစ်ကူးရင်တက်တက်ပဲပြီးတော့ဒါဝိတ်ကိုဦးပြန်ပြောပြမယ်ကောင်းကင်နိုင်ငံမှာအင်ဆိုတာမရှိဘူးဖြစ်ပါတယ်ဒီမြေကြီးမှာပဲအင်ဆောက်လို့ရတာဖြစ်တယ်ဒီမြေကြီးမှာပဲအင်ဆောက်လို့ရတာဖြစ်ပါတယ်ကောင်းကင်နိုင်ငံမှာအင်မရှိဘူးဖြစ်ပါတယ်အဲဆိုတော့ဒီအရာနဲ့ပတ်သက်မှဒါဝိတ်နားလည်ပြီလားနားလည်ပြီနော်โอเคအားလုံးကိုပြောကြည့်ပါအောင်ဘုရားရှင်ကောင်းချီးပေးပါစေလို့အားလုံးကိုဘုရားရှင်ကောင်းချီးပေးပါစေโอเคပါရောက်ချင်းစီတိုင်းပေါ်မှာဘုရားရှင်ကောင်းချီးပေးပါစေ